ဗုဒ္ဓဟူသားသမီးဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဟူသားသမီးတွေအတွက်ကိုတပတ်စာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်16ရက်5လ2025နေပြီးတော့22ရက်5လ2025အတွင်းမှာဗုဒ္ဓဟူသားသမီးတွေကြာလာတဲ့ကတ်ကတော့ The Star လို့ခေါ်တဲ့ဒူဝင်ကျဲဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်เนาะဒူဝင်ကျဲဆိုတဲ့နမိတ်ဒီကတ်ထဲမှာတော့အမျိုးသမီးတယောက်ကရေတွေကိုခတ်နေတယ်တစ်ခွက်ကရေတွေကိုပြန်သွန်ချနေတဲ့ပုံနောက်တစ်ခုကနောက်တစ်ခက်ကတော့ကုန်းပေါ်ကိုသွန်ချနေတဲ့ပုံเนาะအဲ့တော့ဗုဒ္ဓဟူသားသမီးတွေဒီကာလာမျိုးမှာဒါဒူဝင်ကျဲဆိုတဲ့ကတ်ကတော့ဒါတစ်ဖက်ကငွေတွေရနေမယ်ပတ်စံတွေဝင်နေမယ်ဒီဘက်ကကာလာမှာတိုးတော့တစ်ဖက်ကလည်းပြန်ထွက်နေရတတ်တယ်ပြန်ထွက်နေတာမျိုးတွေပြန်ကုန်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ငွေကြေးပိုင်းဆိုင်ရာတွေမှာတော့ရလဲရမယ်နော်ရတဲ့လောက်လည်းအဲ့တော့မဆူဆောင်းမိတာမျိုးတွေကြုံတွေ့ရတတ်တယ်ရတဲ့လောက်ပြန်ထွက်နေတာမျိုးတွေငွေမမြဲတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်အကြောင်းပဲပြန်ထွက်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့အထူးသဖြင့်ဒီအိမ်တော်တွေအနေနဲ့အိမ်တော်ရှိတဲ့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်သားသမီးယတနာထုံးကားတတ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်ဝမ်းပိုင်နဲ့ပတ်သက်တာတွေအစာအိမ်နဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဖြစ်တတ်ပါတယ်သတိထားမှာဖြစ်ပါတယ်အဲ့တော့ရေချိုးမားတာမျိုးတွေဖြစ်တတ်တယ်เนาะရေချိုးမားတာမျိုးတွေအဲ့တော့ရေနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဒါသတိထားမှာဖြစ်ပါတယ်ဒီချိန်ခါမျိုးမှာရေချိုးမားတာမျိုးတွေကြုံတွေ့ရတတ်တယ်နောက်တစ်ခုကမြစ်တို့ချောင်းတို့အေးအိုင်တို့ရေနဲ့နီးစပ်တဲ့ခရီးမျိုးတွေထွက်ကြတတ်တယ်နော်မြေချောင်းအေးအိုင်နဲ့နီးတဲ့အရက်ဒေသမျိုးတွေခရီးသွားရတာမျိုးတွေခရီးထွက်ကြတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာတော့ငွေအင်မတန်မှာပဲထွက်နေမယ်ပတ်စံတွေတစ်ဖက်ကရတယ်လို့ပတ်စက်ကတစ်ဖက်ကနေလေငွေတွေပြန်ကုန်နေရတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့နာမည်ကုန်သတင်းတွေတိုးတက်လာတတ်တယ်နော်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တာတွေရှေ့ကိုတိုးချဲ့ရတတ်တဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့နာမည်ကုန်သတင်းကတော့ရှေ့ကိုတိုးတက်လာမယ်နော်နာမည်ကောင်းတွေရမယ်ကိုလုပ်နေတဲ့လုပ်ငန်းတွေမှာဆိုရင်ကိုအကြီးအကဲတွေကူညီတာမျိုးတွေမဆတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဝမ်းပိုင်းနဲ့ပတ်သက်တာတွေအစာရည်နဲ့ပတ်သက်တာတွေလေထိုးတာတို့လေအောင့်တာတို့ဒါဂရုစိုက်ရမှာဖြစ်ပါတယ်အဲ့တော့ပြင်ပအနေနဲ့ဆိုရင်ရေချိုးမားတာမျိုးတွေဖြစ်တတ်တယ်ဒါသတိထားရမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူသားသမီးတွေအတွက်တွေ့တဲ့နမိတ်ကတော့ပတ်စံတွေတစ်ဖက်ကယာလဲရနေမယ်တစ်ဖက်ကဝင်လဲဝင်နေမယ်ဒါပေမဲ့ပြန်လဲထွက်ပြီးတော့ပြန်လဲကုန်နေတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ခရီးကိစ္စတွေဆိုရင်လည်းကိုကအဲ့လိုမြစ်တွေချောင်းတွေနော်ရေနဲ့နီးတဲ့အရက်ဒေသတွေကိုခရီးတွေသွားရတတ်တယ်ခရီးတွေထွက်ကြတဲ့ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဟူသားသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဘေးပရာတွေဝေးကွာကြပါစေကျမ်းမာချမ်းသာကြပါစေ